Hello, everyone, and welcome back to our Career Development and English Language Academy Nepido. I'm Dr. Situang, and in today's video, we will be learning about how to order adjectives before a noun. Let's get started and learn how to make your sentences more meaningful. အားလုံးမင်္ဂလာပါဆရာကနေပြီးတော့ဆွမ်းအား Academy ရဲ့အင်္ဂလိပ်စာဆရာတဦးဖြစ်တဲ့ဆရာဒေါက်တာစီတူအောင်ဖြစ်ပါတယ်ဒီနေ့ဆရာဆွေးနွေးပို့ချမယ့်သင်ခန်းစာကတော့ noun တစ်လုံးရဲ့ရှေ့မှာ adjective တွေရဲ့ order เนาะအစီအစဉ်ဘယ်လိုထားရတယ်ဆိုတာကိုဆွေးနွေးပို့ချမှာဖြစ်ပါတယ် noun တစ်လုံးရဲ့ရှေ့မှာ adjective တွေကိုသူ့ရဲ့ဘယ်လိုပုံစံနဲ့ရေးရတယ်ဘယ်လိုအစီအစဉ်အတိုင်းစနစ်တကျเนาะအဲ့တော့ရေးရတယ်ဆိုတာကိုဆရာတို့ကဆွေးနွေးပို့ချမှာဖြစ်ပါတယ်ဒီသင်ခန်းစာဟာဆိုရင်အင်္ဂလိပ်စာလေ့လာနေတဲ့ learners တွေအတွက်များစွာအသုံးဝင်မဲ့သင်ခန်းစာတစ်ခုဖြစ်မယ်လို့ယုံကြည်ပါတယ် In English, when two or more adjectives come before a noun, they usually follow a fixed order. If the order is wrong, the sentence may sound unnatural, even though it is grammatically correct. အဲ့တော့ဆရာတို့ကအင်္ဂလိပ်စာမှာဆိုရင် adjective တွေဟာ noun တစ်လုံးရဲ့ရှေ့မှာနှစ်ခုဒါမှမဟုတ်ရင်နှစ်ခုထက်ပိုတဲ့ adjective တွေလာတတ်ပါတယ်အဲ့လိုလာတဲ့အခါမှာသက်ဆိုင်ရာ noun ရဲ့ရှေ့မှာ adjective တွေကိုဆင်တဲ့အခါမှာ fixed order ပေါ့နော်တသမတ်သေးပုံသေးစီစဉ်ရတာဖြစ်ပါတယ်ကိုရေးချင်တယ်လို့ရေးလို့မရဘူးသူ့ရဲ့ order အစီအစဉ်အတိုင်း grammar ကစီစဉ်ထားတဲ့အတိုင်းပဲရေးရမှာဖြစ်ပါတယ်အကယ်၍ကိုစီစဉ်လိုက်တဲ့ကိုရေးလိုက်တဲ့ကိုရေးချင်တယ်လို့ရေးလိုက်မယ်ဆိုရင် order ဟာ wrong ပေါ့နော်မှားသွားတယ်ဆိုရင် sentence ဟာ unnatural ပေါ့တဘာဝမကျတာမျိုးဖြစ်နိုင်ပါတယ်ဒါကြောင့် even though it is grammatically correct ပေါ့နော်အဲ့တော့စာကြောင်းဟာ grammar အရာမှန်နေတော့လည်းပဲတဘာဝမကျတာတွေဖြစ်တတ်တယ်ဒါကြောင့် noun တစ်လုံးရဲ့ရှေ့မှာရှိနိုင်တဲ့ adjective တွေကိုသူ့ရဲ့ပုံစံအတိုင်းသူ့ order အစီအစဉ်အတိုင်း fixed order အတိုင်းရေးရမှာဖြစ်ပါတယ်ဥပမာဒီမှာပြောမယ်ဆိုရင် a beautiful old wooden house ဒီလိုရေးတာ correct မှန်တယ်ပေါ့လှပတဲ့ရှေးဟောင်းသစ်သားနဲ့ပြုလုပ်ထားတဲ့အိမ်တစ်လုံးပေါ့နော်ဒီလိုရေးရမှာဖြစ်ပါတယ်အဲ့ဒါကိုကိုရေးချင်တယ်လို့အဲ့တော့ဒီမှာဆိုရင် HOUSE house ဆိုတဲ့ noun ရဲ့ရှေ့မှာ adjective တွေအနေနဲ့ beautiful old wooden ဒါတွေရှိနေတာဖြစ်ပါတယ်အဲ့ဒါကိုเนาะအဲ့တော့ကိုစီစဉ်တင်တယ်လို့စီစဉ်ပြီးတော့ a wooden old beautiful house ဒါဟာ unnatural ပေါ့နော်တဘာဝမကျဘူးဖြစ်တတ်တယ်ဒါဟာဆိုလို့ရှိရင်သူ့ရဲ့ order ပေါ့အစီအစဉ်မှားသွားတာဖြစ်ပါတယ်အဲ့တော့ဒီ noun ရဲ့ရှေ့မှာရှိတဲ့ adjective တွေကိုဆရာကဘယ်လိုစီစဉ်ရမယ်ဆိုတာကိုမပြောခင်မှာဒီ noun ရဲ့ရှေ့မှာရှိတဲ့ adjective ကိုဆရာ descriptive adjective လို့ခေါ်ပါတယ်အဲ့တော့ descriptive ဆိုတာ descript လုပ်တယ်ပေါ့နော် descriptive adjective ဆိုတာဟာသရုပ်ဖော်တဲ့ adjective ကိုခေါ်တယ်သရုပ်ဖော်နာမဝိသေသနာပေါ့သရုပ်ဖော်ပြတဲ့နာမဝိသေသနာပေါ့အဲ့တော့အဲ့ဒီသရုပ်ဖော်ပြတဲ့နာမဝိသေသနာတွေဟာ noun ရဲ့ရှေ့မှာနေတဲ့ adjective တွေဖြစ်ပါတယ်ဒါကြောင့် descriptive adjective can be divided into two main kinds especially in relation to adjective order one opinion adjective also called subjective adjectives and the second one is fixed adjective it's also called objective adjectives ပေါ့နော်အဲ့တော့ descriptive adjective လို့ခေါ်တဲ့သရုပ်ဖော်တဲ့ adjective noun ရဲ့ရှေ့မှာနေတဲ့ adjective တွေကိုအဓိကအဖြစ်အုပ်စုနှစ်အုပ်စုခွဲခြားလို့ရတယ်အဲ့ဒါကတော့သူ့ရဲ့ adjective order ပုံမူတည်ပြီးတော့ပေါ့နော်သူ့ကိုနှစ်ခုခွဲလို့ရတယ်တစ်ကတော့ opinion adjective ဆိုတာကိုယ့်ရဲ့အမြင်ကိုဖော်ပြတဲ့ adjective ပေါ့သူ့ကိုတနည်းအားဖြင့် subjective adjective ပေါ့နော်ကိုယ်ခံစားချက်အရာပြောတဲ့ adjective ပေါ့ subjective ဆိုတော့ဘတ်လိုက်တာဓမ္မဒိဋ္ဌံမကြတာပေါ့နော်မိမိခံစားချက်အရာပြောတဲ့ adjective opinion ကိုယ်အမြင်တိုင်းပြောတာပေါ့ဒါဆိုရင်တယောက်နဲ့တယောက်ကအမြင်မတူနိုင်ဘူးအဲ့ဒီအမြင်မတူတဲ့ adjective ရဲ့ number 2ကတော့ fixed adjective တကယ်အဖြစ်မှန်အမှန်တရားပေါ့နော်အဖြစ်မှန်အမှန်တရားအရှိကိုအရှိတိုင်းပြောတဲ့ adjective သူ့ကို objective adjective လို့ခေါ်တယ်သူကတော့တကယ်ဖြစ်တာဓမ္မဒိဋ္ဌံကြတာပေါ့ဧကအမှန် adjective ဆိုပြီးတော့ descriptive adjective မှာအဲ့လိုမျိုး adjective အမျိုးအစားနှစ်ခုရှိတယ်ဆိုတာကိုဆရာတို့တွေ့ရှိရမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ဒီ opinion adjective ဆိုတာရောတနည်းအားဖြင့်သူ့ကိုဆိုတာ subjective adjectives လို့ခေါ်တာပေါ့These adjectives express a personal opinion, judgment, or feeling about a noun. They are subjective and can vary from person to person. အဲ့တော့ဒီ adjective တွေဟာ opinion adjective လို့ခေါ်တဲ့ပေါ့နော် opinion adjective လို့ခေါ်တဲ့ဒီကိုယ်အမြင်ကိုဖော်ပြတဲ့ adjective ဒီ subjective adjective တွေဟာဆိုလို့ရှိရင်ဒါဟာခုနလိုပြောတဲ့ပေါ့နော်မိမိခံစားချက်အရာဗတ်လိုက်ပြီးတော့ပြောတဲ့ adjective တွေဟာဘာတွေကိုဖော်ပြလဲဆိုတော့ personal opinion အဲ့တော့ပုဂ္ဂိုလ်တဦးတစ်ယောက်ရဲ့အမြင်တွေပေါ့နောက်တစ်ခုက judgment နော် judgment ဆိုတာကိုယ့်ရဲ့ထင်မြင်ချက်အယူဆသဘောထားတွေဒါမှမဟုတ်ရင် feeling ပေါ့ခံစားချက်တွေ about the noun ပေါ့
ဒီနာနဲ့ပတ်သက်ပြီးတော့ personal opinion တယောက်နဲ့တယောက်ပုဂ္ဂလိကရေးရာအမြင်နေအဲ့တော့ judgment လို့ခေါ်တဲ့ကိုယ့်ရဲ့အယူဆသဘောထားတွေကိုယ့်ရဲ့ feeling ပေါ့ကိုယ့်ရဲ့ခံစားချက်တွေကိုပြောတဲ့ adjective အမျိုးအစားဖြစ်တယ်ဒါကြောင့်သူတို့ဟာ they are subjective เนาะအဲ့တော့ they are subjective ဒီ adjective တွေဟာဆိုလို့ရှိရင် subjective ပေါ့เนาะအဲ့တော့ဘာလဲဆိုကိုယ့်ရဲ့ခံစားချက်အရာပြောတာပေါ့တယောက်ကဒါကိုလှတယ်လို့ပြောရင်တယောက်ကမလှဘူးလို့ပြောမယ်တယောက်ကဒါကိုစိတ်ဝင်စားတယ်လို့ထင်တယ်နောက်တယောက်ကဒါကိုစိတ်ဝင်စားဘူးလို့ထင်တယ်ဒါကြောင့်ဒီ subjective adjective တွေဟာ can vary from person to person ပေါ့တယောက်နဲ့တယောက်ကြားမှာကွဲပြားနိုင်တယ်အဲ့တော့အဲ့ဒီ subjective adjective ဒါကို subjective adjective လို့ခေါ်တယ်အဲ့တော့ position and order သူ့ကိုအစီအစဉ်ရဘယ်လိုရေးလဲဆိုရင်အမြဲတမ်း they usually come first among descriptive adjective အဲ့တော့ descriptive adjective တွေမှာအခုနပြောတဲ့ opinion adjective နဲ့ facts adjective မှာအမြဲတမ်း opinion adjective တွေ come first ပေါ့နော်သူဒီအမြဲလို့ပေါ့ 80% လောက်ကသူရှိရပဲလာတယ် examples အနေနဲ့ဆို a beautiful house ပေါ့နော်လှပတဲ့အိမ်အဲ့ဒါကိုနောက်တစ်ယောက်ကကြတော့ဒါ an ugly house လို့ပြောရင်ပြောမှာပဲ an interesting lecture စိတ်ဝင်စားစရာကောင်းတဲ့အဲ့တော့သင်ကြားမှုတစ်ခုအဲ့ဒါကိုနောက်တစ်ယောက်က a boring lecture လို့ပြောရင်ပြောမှာပဲဒါတယောက်နဲ့တယောက်အမြင်မတူနိုင်ဘူးအဲ့ဒီအမြင်မတူတဲ့ adjective တနည်းအားဖြင့် personal opinion နဲ့ judgment နဲ့ feeling တွေပေါ့ကိုယ့်ရဲ့ခံစားချက်တွေကိုပြောတဲ့ adjective ဒီများသောအားဖြင့် noun ရဲ့ရှေ့မှာသူကအရင်ရေးတယ် a useful idea အသုံးဝင်တဲ့အယူဆတစ်ခု a boring meeting ပေါ့နော်အဲ့တော့ပြင်းစရာညှင်းငွေစရာကောင်းတဲ့အစည်းအဝေးတစ်ခုဒီလိုပြောတယ် different people may disagree about these adjectives ဒီ adjective တွေနဲ့ပတ်သက်ပြီးတော့လူအမျိုးမျိုးဟာဆိုလို့ရှိရင်အဲ့တော့တယောက်နဲ့တယောက်ကတူမှာမဟုတ်ဘူးသဘောထားကွဲလွဲမှုတွေမတူတာတွေရှိနိုင်တယ်မှတ်ထားရမှာကdescriptive adjective တွေကိုပြောတဲ့အခါမှာ noun ရဲ့ရှေ့မှာပထမဆုံးက opinion adjective တွေအရင်ရေးတယ်ဆိုတာကို learners တွေအနေနဲ့သဘောပေါက်ထားမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုလည်းဆိုတော့ facts adjective ပေါ့နော် facts adjective ဆိုတော့ခုနပြောသလိုသူ့ကို objective adjectives လို့ခေါ်တယ်တကယ်ဖြစ်တာဧကန်အမှန်ဖြစ်တာခုနလိုကိုယ့်ရဲ့ခံစားချက်ကိုပြောတာမဟုတ်ဘူးပကတိအရှိတရားကိုကြည့်ပြီးတော့မှဓမ္မတိဋ္ဌာန်ကြကြပြောရတဲ့ adjective တွေဖြစ်တယ် these adjectives describes facts or objective characteristics that can be observed or measured เนาะအဲ့တော့ဘာပြောလဲဆိုတော့ဒီ adjective တွေကတော့တကယ်ကို facts เนาะတကယ်အမှန်တရားတွေအဖြစ်မှန်တရားတွေကိုပြောတယ်နောက်တစ်ခုက objective လို့ပြောတယ်ပေါ့เนาะအဲ့တော့ဘာလဲဆိုတဲ့အခါကျတော့တကယ်ဓမ္မတိဋ္ဌာန်ကြတာဧကန်အမှန်ဖြစ်တဲ့ characteristics တွေကိုဖော်ပြတာပေါ့เนาะဒါတွေကိုလေ့လာတယ်ဒါတွေကိုတိုင်းတာတယ်ပေါ့เนาะအဲ့တော့ဒါတွေကိုလေ့လာတိုင်းတာတဲ့ဒါ adjective ဖြစ်တယ်ပေါ့ဆင်ခြင်သုံးသပ်တဲ့ adjective ဖြစ်တယ်ပေါ့သူက position and order they come after opinion adjectives ဒါကြောင့် noun တစ်လုံးရဲ့ရှေ့မှာအမြဲတမ်း opinion adjective လာပြီးမှ facts adjective လာမှာဖြစ်တယ်ပေါ့နော်ပထမက opinion adjective ရှိတယ်ဆိုရင် opinion adjective အရင်ရေးရမယ်ပြီးမှသာ facts adjective ကိုရေးရမှာဖြစ်တယ်အဲ့တော့ facts adjective တွေလေ့လာတဲ့အခါမှာ types of facts adjectives တွေကဘာတွေလဲဆိုတော့ size ရှိတယ် age ရှိတယ် shape ရှိတယ် color ရှိတယ် origin ရှိတယ် material ရှိတယ် purpose ရှိတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ adjectives တွေကိုဆိုတော့လေ့လာရင် size ပေါ့နော်ပထမဆုံးက facts adjective တွေကိုစပြောရင် size အရွယ်အစားကိုပြောတယ် big or small ပေါ့နော်ကြီးလားသေးလားပေါ့ပြီးရင် age ပေါ့နော်သူ့ရဲ့သက်တမ်းအဲ့တော့ old အသစ်လားအခုမှအသစ်ထွက်တာလားပေါ့နော်အဲ့တော့ old အဟောင်းလားအသစ်လားပေါ့နော် new လားပေါ့နော် shape သူ့ရဲ့ပုံပန်းသဏ္ဍာန်ပေါ့ round အဝိုင်းလား long အရှည်လားပေါ့ round or long ပေါ့နော် colorအနီလားအပြာလား origin မြန်မာနိုင်ငံကလား Japanese ပေါ့နော်အဲ့တော့ Japan နိုင်ငံကလားပေါ့ material ဘာပစ္စည်းနဲ့လုပ်ထားတယ်လဲပေါ့နော်အဲ့တော့ wooden သစ်သားနဲ့လုပ်တာလား metal သတ္တုနဲ့လုပ်တာလားနောက်တစ်ခုက purpose ပေါ့ဘာအတွက်ဒီပစ္စည်းကိုသုံးတာလဲပေါ့ဥပမာဆရာတို့ဒီမှာပြောတဲ့ sleeping bag ပေါ့ sleeping bag ဆိုတော့ကိုဒါစကန်းချပြီးတော့ခီးသွားတဲ့နေရာတွေမှာဆိုလို့ရှိရင်လူဝင်ပြီးတော့အိတ်လို့ရတယ်เนาะအဲ့တော့ဒါဘာလဲဆိုအိတ်လေးပေါ့အိတ်ရအစားထိုးလူဝင်ပြီးတော့မှအိတ်ပုံစံเนาะရှိတဲ့နော်အဲ့တော့အိတ်စရာနေရာကိုဆိုတော့ sleeping bag လို့ခေါ်တာပေါ့ကိုခီးသွားတဲ့အခါမှာတောင်တက်စခန်းနေသွားတဲ့အခါမှာပေါ့နော်ဆောင်းတဲ့အိတ်ရအစားထိုးအသုံးပြုတဲ့အိတ်ပုံစံလူဝင်ပြီးတော့အိတ်ရတဲ့ bag လေးပေါ့နော်ဒါအိတ်ရန်နော်လူတွေအိတ်စရာအိတ်ကြီးပေါ့နော်အဲ့ဒါမျိုးက sleeping အတွက်ထုတ်ထားတယ်ပေါ့ရည်ရွယ်ချက်ကအိတ်ဖို့အတွက်ရည်ရွယ်ထားတဲ့ bag ပေါ့နော်အဲ့ဒါမျိုး purpose ကိုပြောတယ်အဲ့တော့ဒီ types of facts adjective တွေကလည်း size age shape color origin material purpose ဒီ order အတိုင်းရေးရမှာဖြစ်တယ်ဒါကိုလည်း order ဖောက်သွားလို့မရအောင်ဒါကြောင့် noun ရဲ့ရှေ့မှာ adjective တွေလာတဲ့အခါမှာ first က opinion adjective ကိုရေးရမယ်ကိုယ့်ရဲ့အမြင်ပေါ့ကိုယ့်ရဲ့အမြင်ဆိုတော့တယောက်နဲ့တယောက်ကွဲပြားနိုင်တယ်
ပြီးမှ fixed adjective တွေကို size age shape color origin material purpose အဲ့လိုအစဉ်အတိုင်းရေးရမှာဖြစ်တယ် example ကြည့်ရင် a small old wooden table เนาะအဲ့တော့ small ဘာကိုရေးလဲဆိုတော့ကိုက size ကိုပြောခြင်း size လာတယ်ပြီးမှ old age ကိုပြောတယ်ပြီးမှ wooden ပေါ့เนาะဒါကတော့ material ကိုပြောတယ်ပေါ့အလဲကောင်းမှာအဲ့တော့ zero shape တွေ color တွေမပြောဘူးဆိုရင်ဒါဖြုတ်ခဲ့ပေါ့ပြောချင်တော့လေဒီမှာသူ့အစီအစဉ်အတိုင်းရှေ့ရထည့်ရမယ်အဲ့တော့ table ဆိုတဲ့ noun ရဲ့ရှေ့မှာ zero fixed adjective တွေ small old wooden table ဒါမျိုးလိုက်တယ်အဲ့တော့သိငယ်တဲ့ရှေ့ဟောင်းတသားနဲ့လုပ်ထားတဲ့စပွဲလေးပေါ့ a large modern Japanese company ကြီးမားတဲ့ခင်မိတဲ့ Japanese company ဖြစ်တယ်ပေါ့เนาะအဲ့တော့ဒါဟာဘာလဲဆိုတဲ့အခါကျတော့ Japan company ဖြစ်တယ်ပေါ့အဲ့တော့ဆိုတော့ large modern Japanese ပေါ့ဒီလိုရေးတယ် a black leather ဆိုတော့ဘာလဲ wallet ပေါ့เนาะ wallet ဆိုတော့ခောက်ပစံအိတ်ကိုခေါ်တာ black ရောင်းပြီးတော့မှ leather ပေါ့ material ဘာနဲ့လုပ်ထားလဲဒီလိုအစီအစဉ်အတိုင်း fixed adjective တွေကို zero အနေနဲ့ဒါရေးသားမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုရေးတဲ့အခါမှာ clear comparison table နဲ့ပြောရင်ပထမဆုံး noun တစ်လုံးရရှိမှာဆိုတော့ opinion adjectives လို့ခေါ်တဲ့ subjective ပေါ့နော်မိမိခံစားချက်အရာပေါ်ပြတာတယောက်နဲ့တယောက်ကွဲပြားနိုင်တာကို order position မှာပထမဆုံး first အရင်ရေးရတယ်A nice small room ဆိုတဲ့ noun ရရှိမှာ adjective နှလုံးရှိတာတွေ့ရမယ် nice နဲ့ small ပေါ့နော်အဲ့တော့ nice က opinion adjective ပေါ့တစုံတစ်ယောက်ကဒါကိုကောင်းတယ်လို့မြင်ပြီးနောက်တစ်ယောက်ကလည်းဒါကိုမကောင်းဘူးလို့မြင်နိုင်တာပေါ့နော် bad လို့မြင်နိုင်တာပဲဒါကိုဆိုတော့ဒါကိုနော် nice လို့ပြောတာကကိုယ့်ရဲ့ opinion ကိုယ့်ရဲ့ခံစားချက်အရာပြောလူတစ်ယောက်ကဒါကိုကြိုက်တယ်ဒါပေမဲ့ nice ကောင်းမွန်တယ်လို့ပြောတယ် not good လို့ပြောမယ် excellent လို့ပြောမယ်ဒါပေမဲ့နောက်လူကတော့ဒါကိုမကြိုက်ဘူးဆိုရင်အဲ့တော့ beauty bad ပြောမှာပဲ stupid ပြောမှာပဲစသဖြင့်ပေါ့နော်ဒီလိုဆန့်ကျင်ဘက်တွေပြောမှာအဲ့ဒါကြောင့်ဆရာကဒါဘာဖြစ်လဲဆိုတော့ nice ဒီ opinion အရင်လာတယ်ပြီးတော့မှ small သိငယ်တယ်ဒါ fix ဖြစ်တယ်fix ဒီတော့ဘာလဲဆိုတော့သိငယ်တယ်ဆိုတာဒါသိငယ်တယ်လို့မြင်ရင်ဒါသိငယ်တာပဲ facts က objective ပဲ objective ဆိုတာခံစားချက်အရာပြောတာမဟုတ်ဘူးတကယ်ဖြစ်တာဧကံအမှန်ဖြစ်တာသူ့ကိုနောက်မှရှိတယ်ပေါ့နော် small room fixed adjective ကတော့ခုနပြောသူ nature objective ဖြစ်တယ်သူက opinion adjective ပြီးရင်လာမယ်ပေါ့နော် nice opinion adjective ရေးပြီး small blue ပေါ့နော် small ခုနပြောသလိုပဲဘာကိုအရင်ရေးရလဲဆိုတော့ zero size ကိုအရင်ရေးရတယ်ပြီးမှ color ကိုရေးရတယ်ပေါ့ blue small လို့မရေးဘူးအဲ့တော့အစီအစဉ်အတိုင်းပေါ့နော် size လာပြီးမှ color လာတယ်ပေါ့နော် small blue room လို့ရေးတယ်အဲ့တော့ဒါကိုမှတ်ဖို့အတွက် zero မှာ standard adjective order လေးရှိတယ်အဲ့ဒါကိုဆိုတော့ဘယ်လိုမှတ်ထားမလဲ osescom ဆိုတဲ့cute words လေးနဲ့မှတ်ထားရမယ်ပေါ့နော် osescom လို့ခေါ်တယ် osescom o ဆိုတာဒီO ကဘာကို represent လုပ်လဲဆို opinion ပေါ့ opinion အရင်ရမယ် opinion ဆိုတာခုနဆရာထက်ခါတလေပြောတယ်မိမိခံစားချက်အရာပြောတာကောင်းတာမကောင်းတာစိတ်ဝင်စားတာစိတ်မဝင်စားပြင်းစရာကောင်းတာစသဖြင့် opinion အရင်ပြောပြီးတော့မှနောက်ကဒီ sescom ဆိုတာတော့ဘာလဲဆိုရင်ဒါဟာ fixed adjective ကိုပြောတာပေါ့နော် fixed adjective မှာပထမ s ကဘာကိုကိုစားပြုလဲ size ကိုပြောတယ်ပေါ့ a ဒီ age ကိုပြောတယ်ဒုတိယ s က shape เนาะပြောတယ်နောက် C ဟာ color ကိုကိုစားပြုတယ် O ကတော့ခုနပြောတယ် origin ပေါ့နော်မူလဇင်းမြစ်ပေါ့နော်မူလအစဇင်းမြစ်ကိုကိုစားပြု material ကတော့ဆိုတော့ပစ္စည်းအထည်ပေါ့ဘာပစ္စည်းနဲ့လုပ်လဲနောက်လုံးက purpose ပေါ့နော်သူ့ရဲ့ရည်ရွယ်ချက်ကဘာအတွက်သုံးလဲပေါ့အဲ့လိုမျိုးဆိုတော့ osescom လို့ခေါ်တယ်เนาะအဲ့တော့ cute words တွေပေါ့မှတ်ရန်လွယ်တဲ့စကားလုံးလေးနဲ့ဒါဟာ osescom လို့အရာတွေရေးပြီးတော့မှ noun လာမယ်ပေါ့ noun ရဲ့ရှေ့မှာအဲ့ဒီ adjective တွေ order ကို osescom လို့ order လေးနဲ့မှတ်ထားရင်တိတ်ကိုလွယ်တာဖြစ်တယ်ဒါကြောင့် the most common and practical rule ပေါ့နော်တကယ်မှတ်သားလွယ်တဲ့ rule ကတော့ osescom ဖြစ်တယ်ပေါ့ this sequence is often also remembered as osescom O for opinion size age shape color origin material purpose ပြီးတော့မှကိုထူပြရမယ် noun ပေါ့နော်အဲ့ဒါမျိုးရေးရမှာဖြစ်ပါတယ်ဒါကြောင့် osescom လို့အနေနဲ့ learners တွေနဲ့မှတ်ထားမယ် order type of adjective example ပြောရင် one က opinion ပေါ့ခုနပြောတယ်ကိုယ့်ရဲ့အမြင်တယောက်နဲ့တယောက်ကွဲပြားနိုင်တယ် beautiful or interesting ပေါ့နော်ဒါမျိုးပြောတယ် size big or small age ကသူ့ရဲ့တက်တန်းကိုပြောရင် old or new shape က round or square or round လုံးဝင်းတာလား square နော် straight ပုံရှိတာလား color red လား blue လား origin မြန်မာလား Japan ကလားဒါမျိုး Japanese ပေါ့ nationality ကိုပြောတယ် material ဘာပစ္စည်းနဲ့လုပ်တာလဲ wooden လား metal လားပြီးတော့မှ purpose ဘာအတွက်လဲပေါ့နော် sleeping အဲ့တော့ A4S and sleeping bag ပေါ့နော်ဒါ A4 အတွက်အိပ်ယာတစ်ခုဖြစ်တယ်ပေါ့ဒါမျိုးဆိုတော့ပြောတယ်အဲ့ဒါကြောင့်ဆိုတော့နံပါတ်1က O SASCOMP osescom ဆိုတဲ့နည်းလမ်းလေးနဲ့ဒါမှတ်ထားမှာဖြစ်ပါတယ်အဲ့တော့ fixed adjective တွေကိုအသေးစိတ်ပြန်ပြီးတော့ဆိုတော့လေ့လာကြည့်တဲ့အခါမှာ opinion ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ
the subjective ကတော့အရင်ရေးရမယ်ခုနပြောပြီးပြီ these describe a personal judgment အဲ့တော့ opinion ဒီ subjective ဖြစ်တဲ့ adjective ကတော့ဇေရုခုနပြောပြီးသား personal judgment လူပုဂ္ဂိုလ်တဦးတယောက်ချင်းစီရဲ့ထင်မြင်ချက်အယူအဆသဘောထားပုံမှာမူတည်တဲ့ beautiful လား nice လား terrible လား useful လားပေါ့နော်ဒီလိုမျိုးပြောတယ်ဒါတကယ်ကို useful tool တကယ်အသုံးဝင်တဲ့ကိရိယာတစ်ခုဖြစ်တယ်ပေါ့နော်ဒါတယောက်က useful ဖြစ်ပေမဲ့နောက်တစ်ခုက useless လို့နောက်တစ်ယောက်ကပြောရင်ပြောမှာပဲဒါတယောက်နဲ့တယောက်မတူနိုင်ဘူးအဲ့ဒါကို opinion adjective ကတော့ဘယ်တော့ဖြစ်ဖြစ်ဒါရှေ့ဆုံးကနေလာမယ်ပြီးတော့မှ facts adjective တွေလာမယ်ပေါ့ facts adjective မှာလဲ size ကိုအရင်ပြောရမယ်ခုနပြောလို့ဆရာတို့ကဘာလဲဆို says calm လို့ပြောကြအောင် size အရင်လာမယ် size ကတော့အရွယ်အစား these describe how big or small something is ပေါ့နော်တစ်စုံတစ်ခုဘယ်လောက်ကြီးတယ်လဲသေးတယ်လဲဆိုတဲ့ပုံမှာပြောတယ်big small large tiny ပေါ့ tiny ဆိုအလုံးသိငယ်တာပေါ့ a small box for example age လာတယ်ပေါ့သူရဲ့သက်တမ်း these describe how old or new something is ပေါ့နော်တစ်စုံတစ်ခုကဘယ်လောက်သက်တမ်းရှိပြီလဲပေါ့နော်ဘယ်လောက်အိုမင်းနေပြီလဲဘယ်လောက်ဟောင်းနေပြီလဲအဲ့တော့ဘယ်လောက်တစ်လဲပေါ့နော်ဘယ်လောက်တစ်လဲ old တို့ new တို့ modern တို့ ancient တို့ပေါ့နော်အဲ့တော့အသေးအဟောင်းအဲ့တော့ခေတ်မီတဲ့ခေတ်သစ်ပစ္စည်း ancient ရှေးဟောင်းပစ္စည်းပေါ့အဲ့ဒါမျိုးက age ပြောတာပေါ့ an old building ပေါ့ရှေးကြတဲ့အဆောင်ပေါ့ shape ပုံပန်းတဲ့ပြောတယ် these describe physical form ပေါ့နော် physical form ဆိုတော့သူ့ရဲ့ရုပ်ပိုင်းပုံပန်းတဲ့ကိုပြောတယ် round လုံးဝင်းလား square စတူယန်ပုံလိုက် long ရှေးမျောလား flat ပြားလားပေါ့နော်စသဖြင့်ပြောတယ် round table ပေါ့နော်ဒါမျိုးဒါစပွဲဝိုင်းပေါ့နော်ဆိုတော့ဒီလိုပြောတာမျိုးတွေ့ရမှာဖြစ်တယ်နောက်တစ်ခုက color ပေါ့အရာThis describes ဆိုတာဘာလဲဆို appearance ပေါ့နော် appearance ဆိုတာနော်သူ့ရဲ့ပုံပန်းတဲ့ကိုပြောတာပေါ့ဘလို့အရောင်ရှိလဲ red လား black လား white လားပေါ့နော် a black dress ဒါမျိုးပြောတယ်နောက်တစ်ခုက six က origin ပေါ့ origin ဆိုတာမူလအစဇင်းမြစ်ကိုပြောတယ်တနည်းအားဖြင့် nationality ပေါ့နော်တော့ဘယ်လူမျိုးလဲဘယ်ကလာတာလဲပေါ့နော်ဒါမျိုးကိုပြောတယ် These describe where something comes from နော်အဲ့တော့တစုံတစ်ခုကဘယ်ကလာတယ်လဲပေါ့မြန်မာလာတာလား English ကလာတာလား Japanese ကလာတာပေါ့ဒါဂျပန်လာတဲ့ကားဆိုရင် Japanese ကားပေါ့ကားရဲ့ရှေ့မှာဆိုတော့ origin ကိုထည့်တာနောက် material ဘာပစ္စည်းနဲ့လုပ်ထားတယ်လဲပေါ့ These describe what something is made of ပေါ့နော်အဲ့တော့ဒီတစုံတစ်ခုသောအကြောင်းအရာကိုဘာနဲ့လုပ်တယ် wooden လား plastic လား metal လားပေါ့နော်ဒါမျိုးပြောတယ် wooden chair ပေါ့နော်ဒါဆိုလို့ရှိရင်ဒါတစ်သားနဲ့လုပ်တဲ့ color time ပေါ့နောက်တစ်ခုက purpose ပေါ့ဒီပစ္စည်းကိုဘာအတွက်သုံးတာလဲ often noun or ing form ဒါအများသောအားဖြင့်အဲ့ဒီpurpose ကိုပြောတဲ့ adjective ကတော့များသောအားဖြင့်60%လောက်က noun နဲ့ဖြစ်တတ်တယ်ဒါမှမဟုတ် ing form နေနဲ့လည်းလာတတ်တယ် These describe what something is used for ပေါ့ခုနပြောသလိုပဲတစုံတစ်ခုကိုဘာအတွက်သုံးတယ်လဲပေါ့ and come closest to the noun သူကတော့ဘယ်တော့ဖြစ်ဖြစ် noun နဲ့ကပ်ရဲ့အကတ်ဆုံးနေရာမှာနေတယ် noun ရဲ့ကပ်ရဲ့ပေါ့ noun ရဲ့ရှိတဲ့မှာသူကပ်ပြီးတော့နေတယ်ဒါကြောင့်လည်းဆိုတော့ခုနပြောသလို says com ဆိုတော့ p ဒီနောက်က noun ရဲ့ purpose ဒီ noun ရဲ့ကပ်ရဲ့မှာနေတယ်ပေါ့ခုနပြောတဲ့ sleeping bag ပေါ့နော် cooking oil ဆိုတဲ့ while ဘာလို့ဖို့ while တဲ့ခုန ing form သူရဲ့ purpose ကဒါချက်ပြုတ်တဲ့နေရာမှာအသုံးပြုတဲ့စီပေါ့နော်ဟင်းချက်ရာမှာကြော်ရာတွေမှာအသုံးပြုတဲ့စီပေါ့ဟင်းချက်တဲ့စီဒါမျိုးပြောတယ်ပေါ့နော်ဒါတွေဆိုတော့ဒါမျိုးရေးတယ်ကဲနောက်တစ်ခုကပါ racing car ပေါ့ပြိုင်ကားပေါ့နော်အဲ့တော့ car တော့ car ပဲဘာအတွက်လဲဆို racing ပေါ့နော်ဒါ racing car ဆိုတော့ it's a very fast car that is designed for car racing ပေါ့နော် not for normal roads ပေါ့နော်ဒါမှလမ်းတွေမှာဒါမောင်းတာမဟုတ်ဘဲနဲ့ကားပြိုင်ပွဲတွေအတွက်သုံးတာပေါ့နော်အမြန်နှုံမြင့်ပြီးတော့မှအထူးပြုလုပ်ထားတဲ့ကားပေါ့နော်အဲ့တော့သူဟာတာမန်မောင်းဖို့မဟုတ်ဘူးပြိုင်ကားတွေဆိုတာပြိုင်ပွဲအတွက်ပေါ့လှုပ်ထားတဲ့လမ်းပေါ်မှာမောင်းရတဲ့ကားတွေပေါ့ဒါ car တော့ car ဘာတူလဲ race လုပ်ဖို့ကားပေါ့နော်ပြိုင်ပွဲအတွက်ရည်ရွယ်ထားတဲ့ကား racing car ပေါ့နော်ဒီလိုမျိုးပြောတယ်ဆိုတော့ racing car လို့ဆိုတော့သုံးတယ်အဲ့တော့ဆိုတော့ဒါတွေကိုအခုလို့ပြောတဲ့အခါမှာဆိုတော့ full example sentences ကိုလေ့လာကြည့်ရင် handbag လို့ခေါ်တဲ့ noun ရဲ့ရှေ့မှာပေါ့နော်ဆရာတို့ဒီ a handbag ပေါ့နော်ဒါလက်ကင်အိတ်တစ်လုံးပေါ့အဲ့လက်ကင်အိတ်တစ်လုံးမှာဒီလက်ကင်နဲ့ပတ်သက်တဲ့ adjective တွေကိုပြောတဲ့အခါမှာပထမဆုံးက opinion adjective ပေါ့နော် beautiful လှပါတယ်ပေါ့နော်အဲ့တော့လှပါတယ်ဆိုတာတယောက်နဲ့တယောက်မတူနိုင်ဘူးဒါဒီ opinion adjective ခုနဆရာပြောသလိုသူဟာ subjective ကိုလာတယ်ပြီးရင်ဆိုတော့နောက်က facts adjective တွေကိုသူ့အဆင့်အတိုင်းပေါ့နော်ခုန sescom လို့ခေါ်တဲ့အစီအစဉ်အတိုင်းဝင်ရမယ် size small ပေါ့နော် age old round shape ပေါ့နော် color black ပေါ့ Italian Italy လာတဲ့ origin ပေါ့ material leather ပေါ့ဒီမှာ purpose မှာပါတော့မထည့်တာပေါ့နော်ဒါပဲအဲ့တော့သူဒါဆိုတော့သူဖော်ပြခြင်းတလောက်ဖော်ပြပြီးထည့်တယ်ပေါ့ a beautiful small all round black Italian leather handbag ပေါ့နော်အဲ့ဒါဒီဒါ noun ရဲ့ရှေ့မှာဒီလိုအစဉ်အတိုင်းရေးရမှာဖြစ်ပါတယ်လှပပြီးတော့ပေါ့နော် Italy နိုင်ငံထုတ် leather နဲ့ပြုလုပ်ထားတဲ့အနက်ရောင်အဲ့တော့လုံးဝင်းနဲ့
နော်အဲ့တော့ရှေ့ကြတဲ့သိငယ်တဲ့ဆိုတော့ handbag ပေါ့မြန်မာလူမှာတော့မြန်မာလူအဆင်ပြေတယ်လို့ရေးတယ် English မှာတော့သူ့ရဲ့ order အတိုင်းရေးရမယ်ဆိုတာသိဖို့လိုတယ်ဒီလိုပဲ a useful new electronic teaching tool ဒါမျိုးပြောတယ် an expensive large modern Japanese medical machine ပေါ့နော် tool လို့ခေါ်တဲ့စကားလုံးရဲ့ရှေ့မှာ useful အသုံးဝင်တဲ့ opinion ရေးတာပေါ့ new အဲ့တော့ဒါ age ကိုပြောတယ်နော် electronic teaching tool ပေါ့နော်အဲ့ဒါမျိုးဆရာတို့ဒီသက်ဆိုင်ရာ fixed adjective တွေကိုအစဉ်အတိုင်းရေးသွားတယ်ပေါ့ an expensive large modern Japanese medical machine လို့ပြောတာပေါ့ expensive ဒါ opinion ပြောတယ် large ဆရာတို့ဒီအဲ့တော့ size ကိုပြောတယ် age ကတော့ modern ဖြစ်တဲ့ Japanese เนาะအဲ့တော့ဆရာတို့ origin ကိုပြောတယ်အဲ့တော့ medical ပေါ့เนาะစိတ်ပညာနဲ့ဆိုင်တဲ့ machine ပေါ့เนาะအဲ့တော့ machine ဆိုရဲဒီ noun ရဲ့ရှေ့မှာဆိုတော့ expensive လို့ခေါ်တဲ့ opinion နဲ့ adjective လာပြီး large modern Japanese medical စတာတွေကိုဆရာတို့ဒီဘယ်လိုရေးလဲဆိုတော့သူ့အစီအစဉ်အတိုင်း sescom ပေါ့နော် sescom ဆိုတဲ့အစီအစဉ်အတိုင်းဖော်ပြမှာဖြစ်ပါတယ်ပေါ့အဲ့တော့နောက်တစ်ခုဆရာတို့ဒါလေ့လာမယ်ဆိုရင် usually no more than 3 adjectives ပေါ့နော်များသောအားဖြင့်တော့ဒီ native speaker တွေကပေါ့နော် adjective ကို3ခုလောက်ပဲသုံးတာကိုတွေ့ရတယ်เนาะ3ခုထက်သိပ်ပိုပြီးတော့မသုံးဘူးပေါ့ native speaker rarely use more than 2 to 3 adjectives native speaker ရဲ့နေ့စဉ်ပြောကြအင်္ဂလိပ်စာစကားမှာ adjective တွေကိုနှလုံးသုံးလုံးလောက်ပဲနောင်ရဲ့ရှိမှာရေးတယ်ဆိုတာဒီလာတွေ့ရှယ်ရ a beautiful old house ပေါ့နော်အဲ့တော့သူတို့ကသိပ်ပြီးတော့မှ a beautiful big old round white wooden house လို့ရေးတာမှန်တယ်ဒါပေမဲ့ဒီလိုရေးတာဆိုတော့ဒီ order ကိုသင်တာဖြစ်တယ်ပေါ့နော် too long ပေါ့သိရှည်တဲ့အတွက်ကြောင့်ဒါမျိုးတွေကသိမှားတာဆိုတာပေါ့နော်သူတို့တွေသိသုံးထားမရှိဘူးလို့ပြောတာဒါကြောင့်သူတို့ကတော့များသောအားဖြင့်နောင်ရဲ့ရှိမှာ adjective တွေကိုနှလုံးသုံးလုံးလောက်ပဲပြောလို့ရေးလို့ရှိတယ်purpose acts like a classifier အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ purpose ရွေချက်တွေကိုပြောတဲ့အခါမှာအဲ့ရွေချက်တွေဟာ classifier တွေအနေနဲ့ပြောတယ် classifier ဆိုတာပေါ့နော် acts like a အဲ့ရွေချက်တွေဟာများသောအားဖြင့် acts like a classifier ဆိုတာအမျိုးအစားခွဲဖို့သုံးတဲ့စကားလုံးစံနှုန်းတွေကိုဆိုတာပေါ့အဲ့တော့ classifier တွေပြောမယ်ဆိုရင် classifier မှာစာရွက်ပေါ့အဲ့စာရွက်မှာ a piece of paper လို့ပြောရင် piece ကဒါ classifier ဖြစ်တယ်ပေါ့ဥပမာလက်ဖက်ရည်ပေါ့အဲ့ဒါကို a cup of tea လို့ပြောရင် cup က classifier ဖြစ်တယ်ပေါ့ဒါကြောင့် classifier ဆိုတာ noun တွေကိုအမျိုးအစားခွဲပြဖို့သုံးတဲ့စကားလုံးတွေကိုဆိုတာ classifier ခေါ်တယ် a pair of shoes ပေါ့အဲ့ဒီ pair ကဖက်နဲ့တရံပေါ့နော်အဲ့တော့ဖက်နဲ့တရံဆိုရယ် pair ကဘာလဲဆိုတော့ classifiers ဖြစ်တယ်ပေါ့အဲ့တော့ purpose adjectives တွေက behave သူဟာ like noun modifiers ပေါ့နော်သူကဘယ်လိုမျိုးသူဒီပြုမှုတယ်ဆိုရင် noun modifier နာမ်အထူးပြုစကားလုံးနဲ့ပြုမှုတယ်ပြီးတော့လေသူက stay next to the noun ပေါ့နော်သူဒီများသောအားဖြင့်ဘာလဲဆိုတော့ next to the noun ဆိုသက်ဆိုင်ရာနာမ်ရဲ့နောက်မှာကတ်တယ်ပေါ့နော် classifier a coffee cup ပေါ့နော်အဲ့ဒါဆိုရင်ဖန်ခွက်အဲ့ဒါ coffee cup ပေါ့နော် coffee cup ပြော a cooking pan ပေါ့နော်ဒါဆိုလို့ရှိရင်လည်းဒီလိုပဲ pan လက်ကင်ပါတဲ့ဒေဦးပေါ့နော်အဲ့ဒါဆိုရင်ဘာလို့လဲဆိုတဲ့အခါဟင်းချက်ဖို့အတွက်ဒေဦးပေါ့နော်ဒါမျိုးဆရာတို့က purpose တွေ it's like a classifier တွေအနေနဲ့လေဒါဘာလို့လဲထမ်းဆောင်နေဆိုတာကိုလေသိဖို့လိုပါတယ်အဲ့တော့ဆရာတို့ဒီနေ့မှာဆိုလို့ရှိရင်ဆရာတို့ရဲ့ Swan Art Academy ကနေဒီnoun တစ်လုံးရဲ့ရှေ့မှာပေါ့နော် adjective တွေအဲ့တော့ဘလို့တန်းစီရတယ်ဘလို့စီစဉ်ပြီးရေးရတယ်ဆိုတာဆွေးနွေးပို့ချခဲ့တာဖြစ်ပါတယ်ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးအဲ့တော့ learners တွေနဲ့များစွာအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် That's all for today's lesson. I hope you found it useful and informative. Thank you for watching and studying with me. See you in the next lesson. Take care and keep learning. Thank you so much.